ဝမေအကြောက်ဆုံးကတယောက်ယောက်ကိုကိုလိညာတော့မှာကိုပါပဲထရမဖြစ်ထင်ရဖြစ်နာကျင်သူတယောက်အဖို့နောက်ထပ်တစ်ချိန်နောက်ထပ်တယောက်ကကျူးလွန်လာမှာကိုကြောက်လန့်မိတာဟာဖြစ်တင်တယ်မလားကိုတို့ဟာနာကျင်မှုကိုလိုလားကြဘူးမို့လေဖြစ်ချိန်တန်လို့ဖြစ်ရတယ်ဆိုရင်တော့ကိုယ်စိတ်ကလေးငြင်းချမ်းစေခြင်းနဲ့ထပ်တူအခြားရုပ်ဝင်ကလေးကိုလည်းပျော်နေစေခြင်းပါတယ်ဒါဟာမသက်ဆိုင်သူများစီကိုပို့သက်ပေးနိုင်တဲ့ကိုမြတ်တာကိုပေးနေတယ်လို့ပေးဖို့ပဲတွေးထားပါလျက်နဲ့ကိုလိညာတွားနိုင်ခဲ့သူတွေဂျုံလဲရတာကလည်းဖះကပေးတဲ့ခန္ဓာရဲ့သင်္ကန်းစာထင်ပါရဲ့ကိုအောင်နိုင်ခဲ့ပါတယ်ချစ်ချင်းမြတ်တာအပြင်ပေါ့ Thanks and we come back to you. Please support me to listen more.